လိုနဲ့တက်ရှိတွေလည်းတဖြည်းဖြည်းနဲ့စင်ကဲတိုးတက်ပြောင်းလဲရင်းနဲ့ကမ္ဘာပေါ်မှာငါးတွေပထမဆုံးစပြီးတော့ပေါ်ပေါက်လာပါတယ်အဲ့ဒီချိန်တုန်းကပင်လယ်ကြီးထဲမှာစားကြရွေးလဲပေါ်ရာသီဥတုချိန်တွေလည်းကောင်းတော့ငါးမျိုးစိတ်တွေကလည်းနောက်ထပ်အစင်းစင်ပြောင်းလဲပြီးတော့ပင်လယ်ထဲမှာငါးမျိုးစိတ်အစုံနဲ့ပြည့်နေတဲ့အချိန်ပေါ့ဒီအချိန်မှာကမ္ဘာကြီးကနေအောင်ကြီးကိုတူလောင်ထားနိုင်တဲ့လေထုအလွှာလည်းရှိပြီဆိုတော့တဖြည်းဖြည်းနဲ့ပူနွေးလာပြီးတော့ပင်လယ်ကြီးနည်းနည်းကျပြီးတော့ကုန်းမြေတွေစပြီးတော့ပေါ်ပေါက်လာပါတယ်ဒီလိုပဲပင်လယ်ထဲမှာလည်းငါးမျိုးစိတ်တွေအများများလာပြီးတော့ကြီးတဲ့ငါးကစားခံရမဲ့အန္တရာယ်ရောအစာရစာရှားပါလာတဲ့ပြဿနာရောနဲ့တချို့ငါးမျိုးစိတ်တွေကကုန်းစံနာမှာအစာတက်ရှာလာကြပါတယ်ဒီလိုပဲအဲ့ငါးမျိုးစိတ်တွေလည်းတဖြည်းဖြည်းနဲ့ကုန်းပေါ်တက်ရင်နဲ့အသက်ရှူနိုင်တဲ့စွမ်းရည်တွေပုံတိုးလာရေရက်တွေကတဖြည်းဖြည်းမားလာပြီးတော့ကုန်းနေရည်နေတတဝါတွေစပြီးတော့ဖြစ်လာပါတယ်အဲ့ဒီကုန်းနေရည်နေတတဝါတွေကမှနောက်ထပ်အစင်းတစ်စင်းထပ်တိုးပြီးတော့ကုန်းနေတတဝါဆိုပြီးတော့ထပ်ပြီးတော့စင်ကဲတိုးတက်ပြောင်းလဲလာတယ်ပေါ့ဗျာ